အဲ့နေ့ကကျွန်တော်တယောက်တည်းအလုပ်ကနေပြန်လာတာလက်ထဲမှာလည်းခေါက်ဆွဲကြော်တပူးနဲ့တောက်စရာအေးတွေဝယ်လာခဲ့တယ်အချိန်ကတော့6နာရီခွဲလောက်ပဲရှိသေးတယ်ဆိုပေမဲ့တရက်ကွက်လုံးကတိတ်ဆိတ်နေပြီကျွန်တော်တို့ရက်ကွက်ကစူးညံ့ညံ့လှုပ်တဲ့သူတွေမရှိတော့နေရတာအေးချမ်းနေလေအိမ်ဝင်ပြန်တဲ့လမ်းမှာလူပြည့်တဲ့တရားတစ်ခုကိုဖျက်ရတယ်ဒီတရားလေးကိုတော့ညဘက်လူတွေရောက်ရင်တိတ်ပြီးတော့မလာကြတော့ဟိုးရင်ငယ်ကဒီနားမှာတဆိတ်လူတရေလူဇလန်းတွေလည်းရှိခဲ့ဘူးတယ်ဒါရီကမထူးဆန်းမအောင်ကျွန်တော်တွေ့ဘူးကြားဘူးတလောက်တော့ဘယ်နေရာဘယ်ရက်မှာပဲဖြစ်ဖြစ်တဆိတ်မရှိတဲ့တရားတရေမချောက်တဲ့စာတင်ကြောင်းဥစ္စာဆောင်မရှိတဲ့ဖျားပြက်ဆိုတာမရှိပါဘူးကျွန်တော်တရေတဆိတ်တွေကိုတိတ်ပြီးတော့မကြောက်တော့ဒါပေမဲ့ပြောတာပြောရတယ်ဒီနေ့ကအရင်နေ့တွေထပ်ပိုပြီးတော့တိတ်ဆိတ်နေတယ်တရားပေါ်ရောက်တာနဲ့ကျွန်တော်စက်သိန်းတွေဖြန်းကနေထားသွားတယ်တရားဆုနှစ်ဖက်မှာရှိတဲ့ချုံမုတ်တွေကကျွန်တော်ရှင်ဘက်လောက်တောင်ရှိနေပြီအဲ့ဒီချုံမုတ်ကြားရကနေပြီးတော့တခုခုကကျွန်တော်ကိုစောင့်ကြည့်နေတယ်လို့ခံစားနေရတယ်တရားဆုံးရောက်တော့ကျွန်တော်နောက်ကိုပြန်ပြီးတော့လှည့်ကြည့်လိုက်တယ်ဘယ်သူမှရှိမနေဘူးဒါကြောင့်ကျွန်တော်လည်းစိတ်လိမ်နဲ့ဆက်ပြီးတော့ရှောက်လာလိုက်တယ်ချက်ချင်းပဲခြုံထဲကအကောင်တကောင်ဝုန်းကလေးခုန်ထွက်လာတဲ့တောင်ကြားလိုက်ရတယ်ကျွန်တော်နောက်ပြန်လှည့်ကြည့်လိုက်တဲ့ချိန်မှာပဲလူတစ်ယောက်ကကျွန်တော်ခေါင်းတုတ်တစ်ချောင်းနဲ့ရိုက်ထည့်လိုက်တာကျွန်တော်မြေပြင်ပေါ်လဲကျသွားတယ်ကျွန်တော်ပြန်မထနိုင်တော့ဘူးသွေးမြင်အရန်ကြောက်တတ်တဲ့ကျွန်တော်လက်မပေးနေတဲ့ကျွန်တော်ခေါင်းကသွေးတွေမြင်ပြီးတော့ကျွန်တော်သတိလစ်သွားခဲ့တယ်အဲ့လူကကျွန်တော်ပတ်စံအိတ်ဖုန်းပြီးတော့ပြုတ်ကျသွားတဲ့ခေါင်းဆွဲကြော်နဲ့အေးဘူးရပါမကျအကုန်လုံးယူပြီးတော့ထွက်ပြေးသွားတယ်ရက်ွက်ထရလူတွေကကျွန်တော်ကိုစီးရုံပုံမဲ့လုံနေတဲ့အချိန်မှာပဲကျွန်တော်ပြန်ပြီးတော့သတိရလာခဲ့တယ်ကျွန်တော်ခေါင်းကိုရှိုက်သွားတဲ့သူတော့ဘယ်သူမှမမြင်လိုက်ကြဘူးရဲတော့တိုင်ထားတယ်တဲ့ကျွန်တော်တို့ရက်ွက်ထရလူတော့မဖြစ်နိုင်အောင်ဆိုပြီးတော့ပြောနေကြတယ်အဲ့လူကျွန်တော်သိပါတယ်သူ့နာမည်ကစုံဟိုဘက်ရက်ွက်ကပဲဒီလူကလူသားမှုနဲ့ထောင်းထွက်လာတာမကြသေးဘူးအလုံးမရှိအကမရှိကျွန်တော်မကြည့်နှက်ပေမဲ့သူ့ကိုဘာမှပြန်ပြီးတော့မလုပ်ရဘူးလေစိတ်တဆလူသားကားတွေအမြဲကြည့်နေပေမဲ့အပြင်မှာတော့ကျွန်တော်တခါမှရှမ်းမဖြစ်ဘူးတပတ်လောက်ကြာတဲ့အထိညရောက်တိုင်ကြောက်တဲ့စိတ်ကထိမ့်မရဖြစ်နေကြတာအခုတော့အားလုံးပုံမှန်ပြန်ဖြစ်သွားပါပြီကျွန်တော်အလုပ်လဲပြန်ဆင်းနိုင်ပြီဒီကတော့နေလေထမင်းစားနားတဲ့ချိန်ကျွန်တော်တငယ်ချင်းကသူ့ဖုန်းနဲ့တက်လာတဲ့သတင်းတစ်ခုကိုကျွန်တော်လာပြတယ်မင်းတို့ရက်ကွက်ကတရားထိတ်မှာညလူတယောက်အသက်ခံလိုက်ရတယ်လို့ရေးထားတယ်မင်းသိပြီးပြီလားသူပြတဲ့ပုံတွေကိုကြည့်လိုက်တော့လူတယောက်သွေးရိုက်နေမှလဲနေတယ်အိမ်ပြန်လာတဲ့လမ်းမှာကျွန်တော်အရန်ကြောက်နေခဲ့တယ်ဒီနေ့လေအဲ့ဒီတရားကိုကျွန်တော်ဖျက်အောင်မယ်ကျွန်တော်ချိန်လန်းတွေတွန့်ဆုတ်နေတဲ့အချိန်မှာပဲတရားပြရချုံမုတ်ထဲမှာဝင်နေတဲ့လူတယောက်ကိုလှမ်းပြီးတော့ကျွန်တော်တွေ့လိုက်တယ်ချက်ချင်းပဲကျွန်တော်လည်းအမောင်နဲ့ဝင်ပုန်းနေလိုက်တယ်သူဘာလုံးမလဲဆိုတော့ကျွန်တော်စောင့်ကြည့်တယ်ခဏနေကြတော့ကျွန်တော်အိမ်ဘေးကကောင်လေးတယောက်စပိန်တစီနဲ့ထွက်လာတာမြင်လိုက်တယ်ဒီချိန်ဘာထွက်လောက်တာလဲမသိဘူးအဲ့ဒီကောင်လေးတရားဆုံးကိုရောက်တာနဲ့ခြုံထဲကလူထွက်လာပြီးတော့မျက်နှာတက်တဲကိုဒုံးနဲ့ရိုက်လိုက်တယ်လဲကျနေတဲ့ချိန်မှာလည်းထပ်ပြီးတော့ရိုက်နေသေးတာထူးဆန်းတာကတော့ဒီကောင်လေးစီကနေဘာမှယူမသွားဘူးရိုက်ပြီးတော့ချက်ချင်းပဲထွက်ပြေးသွားခဲ့တယ်ကျွန်တော်မြင်တာဘယ်သူမှမပြောပြခဲ့ဘူးပြောရင်လည်းအဲ့ဒီလူကကျွန်တော်ထပ်ပြီးတော့အန်နီရဲ့ပေးမယ်ဆိုတာကိုသိနေတယ်ရက်ကွက်ထဲကလူတွေဘယ်သူမှညဘက်အပြစ်မထွက်ရကြတော့ဟဲ့အောင်မင်းတို့ရက်ကွက်မှာဘာတွေဖြစ်နေရလဲကွာတလားတွင်းမှာလူ၄ယောက်တောင်သေသွားပြီလူသက်သမားကိုလည်းဖတ်မမိသေးဘူးမင်းသတိထားမှဖြစ်မယ်နော်အေးပါကွာငါလည်းသတိထားပြီးနေပါတယ်ကျွန်တော်တငယ်ချင်းကသာစိတ်ပူနေတာကျွန်တော်ကတော့အဲ့ဒီလိုမကြောက်တော့တလားတွင်သေသွားတဲ့လူ၄ယောက်မှာ၄ယောက်လုံးကကျွန်တော်မျက်စိရှိမှပဲသေသွားကြတာလူတယောက်ကိုတက်ပြီးပြီဆိုတာနဲ့အဲ့လူကသူ့အိမ်ကိုပြန်ပြေးတာတန်းနေတာပဲသူတို့မသိခင်သွေးပြက်နေတဲ့ပုံတွေကကျွန်တော်မျက်လုံးထဲကိုမထွက်ဘူးရုပ်ရှင်ကြည့်နေရတယ်လို့ပဲနောက်တနေ့ရောက်တော့လူမိုက်ဆိုကိုမသိငါလို့ရဲစခန်းမှာစစ်ဆေးနေတယ်လို့ပြောကြတယ်ကျွန်တော်ထင်တာတော့လူသက်သမားဇိုးဖြစ်လေအောင်မယ်လို့မထင်ဘူးဇိုးဆိုတဲ့လူကိုရဲတွေစစ်ဆေးနေတယ်လို့တော့ပြောကြတယ်ဒါပေမဲ့လူသက်သမားကဘသူဆိုတာသိချာမသိရသေးဘူးဂယူးဆိုင်ပြီးပြန်ကွာသတိဆိုတာပိုးတယ်မရှိဘူးတငယ်ချင်းအေးပါမင်းလည်းဂယူးဆိုင်ပြီးပြန်ကျွန်တော်အိမ်ပြန်လာခဲ့တယ်တရားနာရောက်တော့ကျွန်တော်ထင်းတဲ့အတိုင်းပဲလူတယောက်ကတရားထိုက်ကနေပြီးတော့သူဝင်ပုံးနေကြချုံမုတ်ထဲကိုဝင်ပြီးတော့အသက်နေရာယူထားတယ်သူ့လက်ထဲကဓာတ်တစ်ချောင်းကိုထုတ်ပြီးတော့လက်ထဲမှာကြစ်ကြစ်ပေါင်စုပ်ကင်ထားတယ်
ဒီနေ့လေကန်ဆိုးတဲ့တယောက်ကတော့ဒီတရားကိုဖျက်လာအောင်ပါပဲ